တော်လိုင်းတက်မတော်ပြည်နာရီကတာဝန်ရှိတဲ့တူပါကျွန်တော်ဒီဗမာပြည်တော်လိုင်းတက်မတော်ပြည်နာရီကိုရောက်ရှိသွားတဲ့ပုံစံကတော့ကျွန်တော်တို့ဒီ2021ကမှအတိုင်းပြည်ကောင်းမွန်တဲ့အခြေအနေတစ်ခုသွားကြတယ်ပေါ့ကောင်းမွန်တဲ့ရည်ရွယ်ချက်တွေနဲ့လုပ်ကြတယ်လို့ဒါပြောကြတယ်တကယ်လက်တွေ့ဒီအခြေအနေတွေကိုကျွန်တော်လည်းဒါဘာပဲပြောခေတ်ရည်ကြောင်းတိုင်းလုပ်မယ်ဆိုပြီးတော့မှကျွန်တော်လည်းဝင်ပြီးတော့နိုင်တဲ့နေရာနေပြီးတော့မှတာဝန်ထမ်းဆောင်မယ်ဆိုပြီးတော့မှကျွန်တော်တို့ဒါဆုံးဖြတ်တယ်အဲဒီခါမှာကျွန်တော်မှန်မှန်ကန်ကန်လုပ်နေရလို့ကျွန်တော်လည်းဒါယုံကြည်တဲ့အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ဒီဗမာပြည်သားတော်လိုင်းတက်မတော်တွေမှာကျွန်တော်ဝင်ပြီးကမှဒါလုပ်ဖြစ်ခဲ့တယ်ပေါ့လေကျွန်တော်ဒီလိုမျိုးပေါ့အလင်းဝင်ဖို့အတွက်ဆုံးဖြတ်လိုက်ရတဲ့အကြောင်းရင်းကတော့ကျွန်တော်တို့ပိုကောင်းတဲ့အခြေအနေတစ်ခုကိုရည်ရွယ်ပြီးကမှကျွန်တော်တို့ကဒီနိုင်ငံရေးခင်းကျင်းမှာကျွန်တော်တို့နိုင်တဲ့နေရာနေပြီးကမှဝန်ထမ်းမယ်ဆိုပြီးကမှဝင်ခဲ့တယ်ပိုကောင်းတဲ့အခြေအနေကိုလည်းကျွန်တော်တို့ကရည်ရွယ်ခဲ့တယ်အခုလက်ရှိကျွန်တော်တို့ဒေါ်လာရဲမှာဖြစ်နေတဲ့အခြေအနေတွေကပိုကောင်းတဲ့အခြေအနေတစ်ခုကိုတွားနေတယ်ရောက်မယ်လို့ကျွန်တော်တို့မခံစားရတော့မခံစားဘူးဆိုတော့လည်းကျွန်တော်စိတ်ခံစားချက်ရဖြစ်တာမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ဒါမဂရီအခြေအနေတွေကိုကျွန်တော်တို့မြင်နေရတယ်တွေ့နေရတဲ့အခါမှာနောက်တစ်ခုကကျတော့လည်းဒီလက်ရှိအခြေအနေမှာကတစ်ဖက်မှာပေါ့နော်ကျွန်တော်တို့အပေါ်မှာဒီအဆုံးသက်ရေးတွေပြပြရေးတွေဒီလိုမျိုးငါနဲ့မတူငါရန်သူဆိုတဲ့ပုံစံမျိုးတွေတဲ့ဒါအဖက်ဘက်ကနေပြီးကမှဗီဒီယိုပေါ်မှာရောကျွန်တော်တို့ဒီချင်းချင်းတွေပေါ်မှာရောမိဖက်ပฏิပက္ခဆိုတဲ့ပိုတဲ့ပုံစံမျိုးတွေနဲ့ဒါကျွန်တော်တို့ခံစားရကြုံတွေ့ရတယ်အဲ့တော့ဒီဟာတွေနှစ်ခုတွေ့ရင်ဆိုင်ပြီးတဲ့နောက်မှာတော့ဒီဟာတွေကကျွန်တော်တို့ကဘယ်နည်းနဲ့မှပိုကောင်းတဲ့အခြေအနေတစ်ခုကိုကျွန်တော်တို့ရောက်နိုင်မယ်လို့ကျွန်တော်တို့မယုံကြည်တဲ့အတွက်ကြောင့်မလို့ဒီဘက်မှာလည်းပဲဒီဘက်ကိုသွားပေါင်းမယ်ဆိုရင်ကြတော့လေလင်းဝင်မယ်ပို့ရအလင်းဝင်မယ်ဆိုရင်တော့လေဟုတ်ပါမလားစင်ပြပါမလားဆိုတော့ဒါစိုးရင်ကြတော့ရှိတာပေါ့ဒီဘက်မှာလည်းပဲကျွန်တော်တို့လက်တွေ့ကြကြပူပေါင်းလိုက်တဲ့အခါကျတော့ဘာဖြစ်လာလဲဆိုတော့ဒီငါနဲ့ကြိုဆိုတယ်ကျွန်တော်အလင်းဝင်လာတဲ့အချိန်မှာဆိုရင်ဒီတာဝန်ရှိတဲ့သူတွေစင်ငယ်ပေါ့ကျွန်တော်တို့နည်းနည်းထွေးထွေးပြူမှာပေါ်ယူနေကြိုဆိုကြတယ်အဲ့တို့လည်းကျေးဇူးတင်ပါတယ်ဒီချန်ခဲ့တဲ့ကျွန်တော်တို့ဒီဒေါင်းရဲဘော်တွေပေါ့နော်ကျွန်တော်ရဲဘော်တွေလည်းပြောချင်တာကဘာလဲဆိုတော့ဒီအခုလက်ရှိအခြေအနေကနေပြီးတော့ကောင်းမွန်တဲ့အနေအထားတစ်ခုရောက်ဖို့ဆိုတာတော့တော်တော်လေးကိုမဖြစ်နိုင်တော့ဘူးပေါ့နော်အဲ့တော့ကြောင့်မလို့ဒီကျွန်တော်တို့အသက်တွေဘဝတွေလို့ရှင်မှုတွေကျွန်တော်တို့မှာလွတ်လပ်မှုတွေဘာအတွက်သတင်းနေမှာလင်းဝင်လာတဲ့အချိန်မှာကျွန်တော်တို့မြင်ထားတဲ့ပုံစံတွေနဲ့ဒါအစားကြီးပဲကျွန်တော်တို့ကောင်းအောင်ကြိုးဆိုရဲအဲ့တော့ကြောင့်မလို့ဒီနေဆက်ရနေမိကန်တာဝန်ခံနေနဲ့ပေါင်းဆက်ပြီးကမှဒီပူပေါင်းကြဖို့လင်းဝင်ကြဖို့ကျွန်တော်တို့တိုက်တွန်းတယ်ကျွန်တော်ကတော့ဗမာမျိုးသားတော်လိုင်းတက်မတော် BNR ရဲ့တပ်ဖွဲ့ဝင်တယောက်ဖြစ်ပါတယ်ဗမာမျိုးသားတော်လိုင်းတက်မတော်တွေကိုဝင်ရောက်လာခြင်းဟာပြည်သူလူထုအကျိုးအကောင်းမွန်ဆုံးတောက်ဆောင်နိုင်မဲ့အဖွဲ့အစည်းတရက်ဖြစ်တာကျွန်တော်တို့ရှုမြင်ပြီးတော့ဝင်ခဲ့တာဖြစ်ပါတယ်ကျွန်တော်အနေနဲ့အခုလိုအလင်းဝင်ရောက်လာတာကတော်လိုင်းကာလအတွင်းမှာပြည်သူလူထုရဲ့အကျိုးကိုအကောင်းမွန်ဆုံးမဖြစ်ဘဲနဲ့ဒီပူပေါင်းဆောင်ရွက်တဲ့ကဏ္ဍဒီမှာလည်းတက်နိုင်ဆုံးအဆင်ပြေဆုံးမရှိတဲ့အခါကျတော့ကျွန်တော်တို့ရဲ့တော်လှန်ရေးကတဖြည်းဖြည်းနဲ့ပြည်သူလူထုတွေပုံပြီးတော့ဆင်းရဲပွဲတွေဒုက္ခကြုံတွေ့နေရတာဖြစ်ပါတယ်ဗောနော်ကျွန်တော်အနေနဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာမြန်မာတပ်မတော်ရဲ့သဘောထားအမှန်တွေသိရှိလာရခြင်းဖြစ်တဲ့အတွက်အခုလိုမျိုးအလင်းဝင်ရောက်လာခြင်းဖြစ်ပါတယ်ကျွန်တော်တို့အလင်းဝင်ခင်မှာထိတ်လန့်မှုတွေတော့ရှိတာပေါ့ကျွန်တော်တို့အလင်းဝင်တဲ့အခါမှာဖန်ဆီးမလားထောင်ကြမလားအခုပြမှုဆိုင်ရာကျူးလွန်တဲ့အတွက်အပြစ်ပေးရေးယူမလားပေါ့ဒါမဲ့တကယ်တမ်းရောက်လာတဲ့အခါကျတော့တပ်မတော်ရဲ့နေထွေးစွာကြိုးစုံမှုကျွန်တော်တို့ချိတ်ဆက်တဲ့အခါမှာလည်းအကောင်းမွန်ဆုံးနဲ့နေထွေးဆုံးကြိုးစုပြီးရတဲ့ကျေးဇူးလည်းတင်ပါတယ်အခုလက်ရှိကျွန်တော်တို့အနေနဲ့ကတော့ဒါအကောင်းမွန်ဆုံးနဲ့ကျွန်တော်တို့ရဲ့အနာဂတ်ကိုအကောင်းဆုံးဖော်ဆောင်မှုအတွက်ခုလိုမျိုးအလင်းဝင်ရခြင်းဖြစ်ပါတယ်တပ်မတော်လည်းဒါသူကျေးဇူးတင်ပါတယ်ကျွန်တော်အနေနဲ့ထပ်ပြီးတော့ပြောချင်တာကတော့တော်လှန်ရေးကာလမှာအကောင်းဆုံးတွေကိုအားလုံးသိနေတဲ့ရဲဘော်ဝင်တွေဖြစ်တဲ့အဲ့တော့အခုလက်ရှိမှာဓမ္မတမတော်ကလည်းဒါနှွေးထွေးစွာနဲ့ကြိုးစုနေတာလည်းဖြစ်တယ်အဲ့တော့စဉ်းစားဆုံးဖြတ်ပြီးတော့ပူပေါင်းဆောင်ရွက်ဖို့လည်းဒါကျွန်တော်အနေနဲ့တိုက်တွန်းလိုပါတယ်အခုကျွန်တော်လက်ရှိရောက်ရှိလာတဲ့အခါမှာလည်းကျွန်တော်အပေါ်အားလုံးနှွေးထွေးထွေးနဲ့ဒါကြိုးစုပြီးတော့ပြည်သူလူထုတွေအကောင်းဆုံးတွေဖြည့်ဆက်ပြီးတော့လှုပ်ဆောင်မဲ့အရာတွေကိုလည်းဒါကျွန်တော်ကိုဒေချာနားလည်တော့ဘောရှင်းပြတာအတွက်ဒါကျွန်တော်အနေနဲ့ကတော့ဖိတ်ခေါ်ပါတယ်ကျန်တဲ့တပ်ဖွဲ့ဝင်များလည်းဒါပူပေါင်းဆောင်ရွက်ဖို့လည်းချိတ်ဆက်နေတာတော့ရှိပါတယ်ကျွန်တော်အနေနဲ့ကတော့အလင်းဝင်လာမဲ့ရဲဘော်ရဲဘက်တွေအားလုံးကိုနီးစပ်ရတပ်စခန်းနေနဲ့အများဆုံးချိတ်ဆက်ပြီးတော့ကျွန်တော်တို့မျိုးဝင်ရောက်လာဖို့အတွက်ကျွန်တော်အနေနဲ့တိုက်တွန်းပြောကြားလိုပါတယ်
နိုင်ငံတော်အစိုးရအနေဖြင့်အကြမ်းဖက်ဖွဲ့များတွင်ကိုအကြောင်းမျိုးမျိုးဖြင့်ရောက်ရှိနေကြသူများကိုဥပဒေဘောင်တွင်ကိုပြန်လည်ဝင်ရောက်နိုင်ရေးအစဉ်တကားအဖွဲ့ကြိုးစိုးဖိတ်ခေါ်ထားရှိပြီးဥပဒေဘောင်တွင်ကိုဝင်ရောက်လာသူများနဲ့ထပ်မံဝင်ရောက်လာမဲ့သူများကိုလည်းတရားဥပဒေဘောင်တွင်တည်ငြိမ်အေးချမ်းစွာနေထိုင်နိုင်ရေးအတွက်ကူညီထောက်ပံ့မှုများကိုဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့သတင်းရရှိပါရခင်ဗျာ